ရောစဉ်းစားကြည့်ဖူးပါသလားပင်လယ်ပြင်ကြီးထဲမှာတင်ဘောတစ်စင်းမျောနေတယ်တင်ဘောပေါ်ကိုတက်ကြည့်လိုက်တဲ့အခါမနက်စာတွေကစပွဲပေါ်မှာအစင်သစ်ကော်ဖီခွက်တွေကနွေးနေသေးတယ်ဒါပေမဲ့တင်ဘောပေါ်မှာလူဆိုးလို့တယောက်မှမရှိတော့ဘူးသူတို့ဘယ်ရောက်သွားတာလဲပင်လယ်ထဲခုတ်ချသွားတာလားဒါမှမဟုတ်တစုံတစ်ခုကများဆွဲယူသွားတာလားဒီနေ့မှာတော့သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးပု္ပ္ပစာတစ်ပုဒ်ဖြစ်တဲ့မယ်လီစလက်တရေတင်ဘောအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဖြစ်အပျက်က1882ခုနှစ်ဒီဇင်ဘာလမှာစတင်ခဲ့ပါတယ်အတ္တလန်တိတ်သမုဒ္ဒရာထဲမှာဒါအီဂရီရှာလို့ခေါ်တဲ့တင်ဘောတစ်စင်းဟာထူးဆန်းတဲ့တင်ဘောတစ်စင်းကိုလမ်းမြင်လိုက်ရပါတယ်အဲ့ဒါကတော့မယ်ရီစလစ်ပါပဲတင်ဘောကရွက်လေတွေကိုဖွင့်ထားပြီးလမ်းကြောင်းမမှန်ပဲရိုင်ထိုးနေပါတယ်ဒါအီဂရီရှာတင်မောသားတွေတက်ရောက်စစ်ဆေးလိုက်တဲ့အခါမှာတော့စစ်တိမ်ထပွဲရမြင်ကွင်းတွေကိုတွေ့လိုက်ရပါတယ်။တင်မောရဲ့ပဲ့ကင်ပြီးမှဘယ်သူမှမရှိသလိုတင်မောသား10ယောက်စလုံးပျောက်ဆုံးနေပါတယ်။သူချားတာကတိုက်ခိုက်ခံရတဲ့လက္ခဏာတွေလုံးဝမရှိပါဘူးတဲ့။တင်မောပေါ်မှာပါတဲ့ရေနဲ့အစားအစာတွေက6လစာလောက်ကျန်နေသေးတယ်။တင်မောသားတွေရဲ့ပစ္စည်းတွေငွေကြေးတွေတန်ဖိုးရှိတဲ့ယတနာတွေအကုန်လုံးအကောင်းတိုင်းရှိနေတယ်။ပင်လယ်သမျှတိုက်ခံရတာမဟုတ်ဘူးဆိုတာကိုလုံးဝသေချာနေပါတယ်။တခုတည်းတော့ပျောက်ဆုံးနေတာကတော့အသက်ကယ်လေးလိုက်ဖို့တစ်စင်းပါပဲ။ရာသီဥတုကလည်းတာယာနေတဲ့ချိန်တင်မောကလည်းမပြတ်မစည်းပဲကောင်းမွန်နေတဲ့ချိန်မှာသူတို့တွေဘာလို့တင်မောကိုစွန့်ခွာပြီးထွက်ပြေးသွားကြတာလဲ။ဒီကိစ္စနဲ့ပတ်သက်ပြီး theory တွေတော့အမျိုးမျိုးပေါ်ထွက်လာခဲ့ပါတယ်။နံပါတ်1သဘာဝဘေးအန္တရာယ်ရေအောက်ငလျင်ဒါမှမဟုတ်ရေစင်နှမောင်းတစ်ခုခုကြောင့်ကြောက်လန့်ပြီးထွက်ပြေးကြတာလားနံပါတ်2ပုန်ကန်မှုတင်မောသားတွေကကပတိန်ကိုတက်ပြီးထွက်ပြေးသွားကြတာလားဒါပေမဲ့တိုက်ခိုက်တဲ့လက္ခဏာတွေကလည်းမတွေ့ရပြန်ပါဘူးတဲ့နံပါတ်3ထူးဆန်းတဲ့အရာများအေယာမရေပွဲကြီးတွေကပဲဆွဲချသွားတာလားလူသားတွေပဲဖမ်းသွားတာလားဆိုပြီးပြောကြတာတွေလည်းရှိပါတယ်လူသိအများဆုံးယူဆချက်ကတော့တင်ဘောပေါ်မှာပါတဲ့အရက်ပြန်တွေယိုစိမ့်ပြီးအငွေ့ပြန်ရာကနေပောက်ကွဲမှာကြောက်လို့လီငယ်နဲ့ခဏရှောင်နေတော့ကျိုးဖြတ်ပြီးမျောပါသွားတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့အဖြေမှန်ကိုတော့ဘယ်သူမှအတည်မပြုနိုင်ခဲ့ပါဘူး။မေရီစလစ်တင်မောကြီးကိုပြန်လည်ဆယ်ယူရရှိခဲ့ပေမဲ့ပျောက်ဆုံးသွားတဲ့လူ10ယောက်ကိုတော့ဘယ်တော့မှပြန်မတွေ့ရတော့ပါဘူး။သူတို့ကဘယ်ရောက်သွားသလဲ။ပင်လယ်ကြီးကပဲအတိဆုံးဖြစ်ပါလိမ့်မယ်။မိတ်ဆွေတို့ရောဒီဖြစ်ရပ်အပေါ်ဘယ်လိုထင်သလဲ။သဘာဝဘေးကြောင့်လားဒါမှမဟုတ်မမြင်ရတဲ့အရာတစ်ခုခုကြောင့်လားကောမန့်မှာဆွေးနွေးပေးသွားကြပါဦးနောက်ထပ်ဘယ်လိုသမိုင်းကြောင်းတွေနားထောင်ချင်လဲဆိုတာကိုပြောခဲ့ပေးပါဦးရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အခုမှပထမဆုံးဗီဒီယိုဖြစ်တာမို့လို့အမားတစ်စုံတရာပါခဲ့ရရှိတော့ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်